အာဆင်နယ်နီးပြကမီကန်အာတီတာရဲ့လေ့ကျင့်ရင်းနည်းစနစ်တစ်ခုဟာအခုဆိုရင်လူမှုကွန်ရက်ပေါ်မှာတော်တော်လေးပြန့်နှံ့နေပါတယ်။အဲ့ဒါကတော့လေ့ကျင့်ခန်းလုပ်တဲ့အခါအရွယ်အစားမတူတဲ့ဘောလုံးအမျိုးမျိုးကိုအသုံးပြုပြီးကစားသမားတွေရဲ့တုံ့ပြန်မှုနှုန်းကိုစမ်းသပ်တာပဲဖြစ်ပါတယ်။ဒီနေ့လမ်းရဲ့ရည်ရွယ်ချက်ကတော့ကစားသမားတွေကို Autopilot Mode လို့ခေါ်တဲ့အလိုလျောက်ကစားနေတဲ့အချင်းကိုဖျောက်ပစ်ထို့ပါ။ဘောလုံးအရွယ်စားတွေမတူတဲ့အတွက်ခြေထောက်ညက်ထိလိုက်တိုင်းမှာဦးနောက်ကချက်ချင်းအလုပ်လုပ်ရပြီးအာယုံစိုက်မှုကိုအမြင့်ဆုံးရောက်စေပါတယ်။နီးပြမန်ဒိုဆာကတော့ပထမဆုံးအထီးရွယ်ကလေးကဦးနောက်ကနိုးချနေရမယ်လို့ဆိုပါတယ်။ဒီလိုထူးခြားစံတစ်တဲ့နိစနစ်တွေကြောင့်လဲအာဆင်နယ်အတင်းဟာ2025-26ရာသီမှာစိတ်ထက်ပိုင်းဆိုင်ရာရောနီးဗျူဟာပိုင်းမှာပါတခြားအတင်းတွေထက်ထားလွှဲနေပြီးပရီးမီးယားလိဂ်ဇယားထိပ်မှာဦးဆောင်နေတာဖြစ်ပါတယ်။အသေးစိတ်ကချက်လက်တွေကိုဂယူးဆိုင်တတ်တဲ့အာတီတာရဲ့ပြင်ဆင်မှုတွေကတော့တကယ့်ကိုအံ့ဩစရာပါပဲဗျာအသက်32နှစ်အရွယ် Oxlade Chamberlain ဟာပြီးခဲ့တဲ့လပိုင်းတွေအတွင်းမှာ Emirates ကွင်းအတွင်း UEFA နီးပြလိုင်စင်အတွက်တင်တန်းတက်ရောက်နေသလိုအသင်းလက်မဲ့ဖြစ်နေတဲ့အချိန်မှာကြန့်ခိုင်မှုထိန်းသိမ်းဖို့အတွက် Arsenal U21 အသင်းနဲ့အတူလေ့ကျင့်မှုတွေပြုလုပ်နေပါတယ်။လက်ရှိသတင်းတွေအရ Chamberlain ဟာကစားသမားဘဝကိုဆက်လက်ရှင်သန်ဖို့ Scotland Club Celtic နဲ့ဆွေးနွေးမှုတွေပြုလုပ်နေပေမဲ့နီးပြ Mikel Arteta ကတော့သူ့ကိုနောက်တစ်ချိန်မှာနီးပြခွိုင်ဝင်အဖြစ်ပြန်လဲခေါ်ယူဖို့အခိုင်အမာဆန္ဒရှိနေတာပါ။ Arteta နဲ့ Chamberlain တို့ဟာ2014နဲ့2016ကြားမှာ Arsenal အသင်းဖော်တွေအဖြစ်အတူကစားခဲ့မှုပြီးခိုင်မာတဲ့ယဉ်နီးမှုရှိကြသူတွေဖြစ်ပါတယ်။လက်ရှိထားတဲ့ UEFA လိုင်စင်အရ Chamberlain အနေနဲ့ Arsenal ရဲ့ U18 ဒါမှမဟုတ် U19 အသင်းတွေကိုနီးပြခွင့်ရရှိမှာပါ။ Arsenal ပရိသတ်တွေအတွက်တော့သူတို့ရဲ့အချစ်တော် The Ox တွေနီးပြဝက်စုံနဲ့ Emirates ကွင်းစီပြန်လာမယ့်နေ့ကိုမျှော်လင့်နိုင်တော့မှာပဲဖြစ်ပါတယ်ဗျာအသက်88နှစ်အရွယ် Ethan Wannery ဟာမာဆေးအသင်းတော်ပွဲထွက်ခွင့်တွေစတင်ရရှိနေပြီးသူ့ရဲ့ပွဲဦးထွက်မှာတဲ့ဂိုးသွင်းယူနိုင်ခဲ့လို့ပရိသတ်တွေကိုအထင်ကြီးအောင်လုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းကကစားခဲ့တဲ့ Coupe de France ပွဲစဉ်မှာတော့သူဟာပြိုင်ဘက် Rennes အသင်းကကွင်းလည်လူ Glenn Kamara ကိုပြင်းထန်ဖျက်ထုတ်ခဲ့တာကြောင့်အငင်းပွားစရာတွေဖြစ်ခဲ့ရပါတယ်။ဒီဖြစ်ရမှာဒိုင်လူကြီးက Wannery ကိုအဝါကက်ပဲပြသခဲ့ပေမဲ့ Rans ဘက်ကတော့ဒါဟာအနီးကပ်ပြရမယ့်ပြစ်ဒဏ်မျိုးလိုအပြင်းထန်ကန့်ကွက်ခဲ့ကြပါတယ်။အဲ့ဒီပွဲမှာ VAR မရှိတာကြောင့်ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်အတိုင်းပဲပွဲဆက်ခဲ့ပေမဲ့မာဆေးနီးပြ Roberto Di Zerbi ကတော့ Wannery နှုတ်ထက်အမမလုံးကြီးအောင်ပထမပိုင်းမှာတဲ့လူစားလဲထုတ်ပယ်ခဲ့ရပါတယ်။ပြင်သစ်မီဒီယာတွေကတော့ Wannery ရဲ့အဲ့ဒီလိုကစားပုံဟာအရန်ကိုစိုးရိမ်စရာကောင်းပြီးကံကောင်းလို့အနီးကပ်မထိခဲ့တာလို့ဝေဖန်နေကြပါတယ်။ဒါဟာလူငယ်ကစားသမားတဦးအတွက်ပြည်ပမြေမှအတွေ့အကြုံသစ်တွေရှာဖွေရင်းရင်ဆိုင်ရမယ့်စိန်ခေါ်မှုတစ်ခုလည်းဖြစ်ပါတယ်။အာဆင်နယ်တင်းကတော့သူတို့ရဲ့အဖိုးတန်းရတနာလေးရဲ့တိုးတက်မှုတွေကိုအနီးကပ်ဆက်လက်စောင့်ကြည့်နေပါတယ်ဗျာ။ Manchester City နီးပြ Pep Guardiola က Wembley ဘောလုံးကွယ်ဟာစုဖလားအတွေ့အကြုံနဲသေးလေသူ့ရဲ့ကစားသမားတစ်တွေအတွက်တကယ်ကိုဖိုးတန်တဲ့အခွင့်အရေးထစ်တယ်လို့ဆိုပါလေ။ Carabao Cup လိုဘောလုံးကွယ်မျိုးတစ်ခါမှမကစားဘူးတဲ့သူတွေအတွက်အခုအချိန်မှာဥရောပရဲ့အကောင်းဆုံးအသင်းလို့ပြောလို့ရတဲ့အာဆင်နယ်နဲ့ယင်ဆိုင်ရမှာကတကယ့်ကိုကောင်းမွန်တဲ့အသေးကြုံပါပဲလို့ Pep ကပြောကြားခဲ့ပါတယ်။ဒါ့အပြင် Pep ကအာဆင်နယ်ရဲ့လက်ရှိခြေစွမ်းကိုအတိအမှတ်ပြုရင်းသူတို့ရဲ့ကစားပုံကိန်းဂဏန်းအချက်အလက်တွေကကနတော်တော်လွများမှာတကယ့်ကိုကောင်းမွန်နေတာပါလို့ဝန်ခံခဲ့ပါတယ်။ဒီဟာဒီမှာအာဆင်နယ်ဟာပရီးမီးယားလိဂ်မှာ6မှတ်အသာနဲ့ဦးဆောင်နေသလိုဥရောပထိပ်သီးလိတွေထဲမှာ clean sheet 20အထိအများဆုံးရရှိထားတဲ့အသင်းလည်းဖြစ်ပါတယ်။ Man City ကတော့ဘီဒန်ဖလားတွေကိုထပ်မံသိမ်းပိုက်ဖို့ကြိုးစားနေတာဖြစ်ပြီးအာတီတာရဲ့အာဆင်နယ်ကလည်းသူတို့ရဲ့အောင်မြင်မှုရေငတ်မှုကိုအဆုံးသတ်ဖို့ပြင်ဆင်နေတာပါ။အင်္ဂလန်ရဲ့အင်အားကြီးနေတဲ့ထိပ်တိုက်တွေ့မဲ့ဒီဘိုလူပွဲဟာပရိသတ်တွေအတွက်တော့ဒီထိပ်ရင်ဖို့ပွဲစဉ်တစ်ပွဲဖြစ်လာမှာတေချာနေပါတယ်ဗျာ။